Facebook မှာခက်စားရဲ့ post လို့ပဲ2026က9နှစ်ပဲဟေးဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့အားလုံးကိုလည်းဖြစ်စေချင်ပါတယ်2026ကအားလုံးရဲ့နှစ်ဖြစ်စေချင်ပါတယ်အားလုံးမှာရည်ရွယ်ထားတဲ့ဟာတွေအိမ်မက်တွေစိတ်ကူးတွေရှိလိမ့်မယ်ဒီမမေချူကာကြီးကဟိုဖေဖော်ဝါရီမှာအဲ့လောက်မှယုံတင်ခွင့်ရမယ်ဆိုတော့ဒါအဲ့အချိန်ခါနဲ့ဟို asset လို့ဒါကျွန်တော်ယုံတင်ခွင့်ရလို့ပဲတွေးပါတယ်ကနဦးကာလာတွေမှာကတည်းဟိုဒီဟိုလူငယ်တွေနဲ့ရိုက်ခဲ့ရတာပေါ့နော်ဟိုကျွန်တော်ကိုယ်တိုင်ဝင်တယောက်ဆောင်လာတွေလည်းရှိသလိုပြီးတော့ဟိုတပင်းနဲ့များနေစီဇလန်တွဲဆိုဟာမျိုးဆိုရင်လည်းလူငယ်တယောက်ဆောင်နေနေပဲပေါ့မင်းပေးနိုင်ဇလန်တိုလေးကိုခုချိန်ထိဒါဟို9နှစ်ကျော်လောက်ရှိပြီပေါ့နော်ဒီအချိန်ထိကိုအားလုံးရင်ထဲမှာအမှတ်တရဖြစ်ပေးကြရဲတစ်တော်ရင်မှာဆိုလည်းအမြဲတမ်းပြန်တက်တာတွေ့ရတယ်ပေါ့နော်အဲ့အတွက်လည်းတကယ်ဟိုအများကြီးပျော်ရတယ်အဲ့တုန်းကဆိုရင်ကိုဘာကိုလေးဟိုပတ်စံအင်အားဆိုလည်းဘာမှမရှိဘဲနဲ့ lighting လုံးဝမပါဘဲနဲ့ဘာမှဟိုပြည့်စုံမှုမရှိဘဲနဲ့စူးစမ်းခဲ့အရာလေးကပြည့်တက်တဲ့ခုချိန်ဒီသဘောကျပြီးရယ်ရင်းထဲမှာရှိပေးကြရတယ်ကျွန်တော်မောင်လို့ခေါ်ခဲ့တဲ့အားလေးကိုခုချိန်တန်ဖိုးထားပေးကြတော့ကျေးဇူးအများကြီးတင်ပါတယ်အဲ့နှစ်ပိုင်းမှာမှဟိုဒီစိတ်သေးရှင်ထုတ်လေးရနေပြီးကျွန်တော်တပင်းနဲ့များနေဇလန်တွဲစတင်ပြီးတော့ရိုက်ဖို့အခွင့်အရေးပေးတာကနေစပြီးကျွန်တော်ဒီ mainstream ဘက်ကိုဒီချာလေးရောက်ခဲ့တာပေါ့နော်အဲ့တော့ဒီချိန်ထိကိုဒီမင်းပေးရတဲ့ဇလန်တို့လေးကိုအမြဲတမ်းတန်ဖိုးထားပြီးတော့အမြဲတမ်းခင်းနေထည့်ပေးတာကြားတဲ့အတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့စိတ်ကူးရဆိုရင်တစ်ချိန်မဟုတ်တစ်ချိန်မှာဒီမင်းပေးရနိုင်ဆိုတဲ့ဇလန်လေးကိုရုပ်ရှင်ကားကြီးလေးနဲ့ပြန်ပြီးတော့ရိုက်ကူးဖို့အတွေ့ရှိပါတယ်မောင်ကျွန်တော်ရဲ့ဒီဖန်တီးမှုမှာ driver ဖြစ်ဖန်တီးမှုမှာအစောဆုံးဟိုကနဦးကာလာတွေမှာကတည်းဟိုဒီဟိုလူငယ်တွေနဲ့ရိုက်ခဲ့ရတာပေါ့နော်ဟိုကျွန်တော်ကိုယ်တိုင်ဝင်တယောက်ဆောင်လာတွေလည်းရှိသလိုပြီးတော့ဟိုတပင်းနဲ့များနေစီဇလန်တွဲဆိုဟာမျိုးဆိုရင်လည်းလူငယ်တယောက်ဆောင်နေနေပဲပေါ့ပြီးတော့ဒီတပင်းနဲ့များနေစီ beginning ရုပ်ရှင်ကားလေးဆိုရင်လည်းမမီမီရဲ့ကျွန်တော်တယောက်ဆောင်အကုန်ဆိုလူငယ်တွေနဲ့ပဲပေါ့နော်အဲ့လိုလူငယ်တွေနဲ့ရိုက်ရအချိန်မှာကျတော့ကျွန်တော်မှာစိတ်ပေါ်ပါမှုရှိတယ်ကိုဖန်တီးချင်တာကိုစိတ်လွတ်ကိုလွတ်ဟိုပုံဖော်ခွင့်ရှိရပေါ့နော်ဒါပေမဲ့ဟိုအဲ့ဒီမှာလဲတာဝန်ကြီးရပဲဒီလူငယ်တွေကိုကြည့်ရှုသူကဒီကြည့်တဲ့အချိန်မှာစိတ်မပြတ်သွားစေဖို့အတွက်ကိုယ့်ဘက်ကနေတာဝန်ကြီးအောင်လုပ်ပေးရအပိုင်းတွေရှိတာပေါ့အဲ့လိုမျိုးဟိုမဟုတ်ဘဲနဲ့တကယ်ဟိုဝမ်းစာပြေးသွားတဲ့လူကြီးနဲ့ရိုက်ပြန်တဲ့အခါကျတော့လေတာဝန်ကြီးမှုကထပ်ရှိပြန်အောင်သူတို့မှစိုက်ထူထားတဲ့မှတ်တိုင်တွေအောင်မြင်မှုတွေအမှတ်တရကောင်းတွေအများကြီးဟိုရှိပြီးသားတော်ပြီးသားဟိုမှာကိုနဲ့ဆုံတဲ့ခါကျရင်ဘယ်လောက်ထိပြေဝအောင်ပြည့်စုံအောင်ဘယ်လောက်ထိဟိုနောက်ထပ်မှတ်တရကောင်းနောက်ထပ်မှတ်တိုင်ကောင်းတစ်ခုဖြစ်အောင်လုပ်ပေးနိုင်မလဲဆိုရယ်တာဝန်ကြီးကလည်းထပ်ပြီးစည်းပြန်အောင်ပေါ့နော်အဲ့တော့လူငယ်နဲ့ပဲရိုက်စီနီယာနဲ့ပဲရိုက်ဘယ်လိုဖြစ်ဖြစ်တော့တာဝန်ယူရအပိုင်းအောင်တာဝန်ကြီးပါတယ်အဲ့တော့ဟိုနောက်ဆုံးတော့လည်းဘာမှမတွေးတော့ဘဲနဲ့ဇက်ကောင်လို့ပဲတွေးပြီးဇက်ကောင်မှာတရုတ်ဆောင်မဲ့သူလို့ပဲတွေးပြီးတော့ဒီဇက်ကောင်ဖြစ်ဖို့အတွက်ကိုယ့်ဘက်ကနေပြီးတော့ဒရိုက်တာတယောက်ရဲ့ပြောပိုင်ခွင့်တွေလုပ်ပိုင်ခွင့်တွေနဲ့ထိုက်တန်စွာနဲ့ပဲသူတို့တခြားလေး train ပြီးတော့ရိုက်ရတာပေါ့ဒါပေမဲ့ကားတိုင်းကတော့ရိုက်ပြီးအချိန်မှာစိတ်တည်နေမှုပြည့်ရှိပါတယ်ဟိုဒီကျွန်တော်တို့ဒီရုပ်ရှင်ဖန်တီးရဲ့လူပညာရှင်တိုင်းကဟိုရုပ်ရှင်လောကမှာရှိတဲ့ဖန်တီးလူအားရဲ့အိမ်မက်နဲ့အလိုချင်ဆုံးအရာဆိုရင်တော့ academy ပေါ့နော်ဒါကတော့ဟိုရတယ်မလိုချင်ပါဘူးတယောက်ဆောင်ဖြစ်ရင်ပြီးရောဆိုတာမျိုးကဟိုအဲ့လိုစိတ်ထားတဲ့သူကရှိကောင်းရှိပြီဆိုရင်ပဲလေဟိုအကုန်လုံးကတော့လိုချင်ကြတာဒါအမှန်ပါပဲဒါဟိုကျွန်တော်လည်းဒီလိုလိုချင်တဲ့နေရာမှာပါတာပေါ့ဒီ academy ဆိုတာကျွန်တော်ကလေးဘွားရယူသွခဲ့တဲ့အရာဒါပေမဲ့ဟိုဒီချိန်မှာရအောင်ရမယ်ဆိုပြီးတော့ဟိုစုစူးစားဟိုမျှော်မှန်းထားတာမျိုးကြီးတွေမရှိသေးဘူးပေါ့နော်။ဘာလို့ဆိုတော့ဒါအယိုးသားလုံးမခံတာပါ။ဘာလို့ဆိုတော့ကျွန်တော်တို့အများကြီးစူးစမ်းရအောင်မယ်။အများကြီးလည်းပြည့်စုံအောင်လုပ်ရအောင်မယ်။အများကြီးလည်းဝမ်းစာဖြစ်ရအောင်မယ်ပေါ့နော်။အဲ့တော့ဒါတော့တင်ယူရင်းနဲ့ဟိုဒီခီးကိုရှောက်နေရတဲ့အချိန်ကာလဆိုတော့ကိုနဲ့ထိုက်တန်တဲ့အချိန်ကိုနဲ့ asset တဲ့အချိန်ကိုနဲ့တကယ်ထိုက်တန်တဲ့အချိန်မျိုးကြာရင်ပရိသတ်ကလည်းတကယ်ရသိခြင်းနဲ့နှစ်မျိုးမှပဲအဲ့လိုမျိုးအကျိုးအကြောင်းအားလုံးတိုက်ဆိုင်စွာနဲ့ပဲအဲ့လိုမျိုး academy ကိုအဲ့လိုယူခြင်းနဲ့စိတ်မျိုးတွေဖြစ်မိရပေါ့နော်အခုချိန်မှာအများကြီးစူးစမ်းရအောင်ပါဟုတ်ကျွန်တော်ဒီအခုဆိုရင်ဒါ2025ကြီးကဟိုဘာလို့နဲ့ကုံဆုံးတော့မယ်ပေါ့နော်ကျွန်တော်ပြန်စဉ်းစားကြည့်2024နှစ်ကုံတော့ကလည်း2025ကျရင်ဘာလုပ်မယ်ဆိုပြီးတော့တွေးထားအရာတွေမလုပ်ဖြစ်လိုက်တဲ့ဟာအများကြီးပဲပေါ့ကျွန်တော်လည်းဟိုလူတွေကတာမန်လူတယောက်ပါပဲအဲ့တော့ဘာပြောဟိုအခု Facebook မှာခက်စားရဲ့ post လို့ပဲ
2026က9နှစ်ပဲဟေးဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့အားလုံးကိုလည်းဖြစ်စေချင်ပါတယ်2026ကအားလုံးရဲ့နှစ်ဖြစ်စေချင်ပါတယ်အားလုံးမှာရည်ရွယ်ထားတဲ့ဟာတွေအိမ်မက်တွေစိတ်ကူးတွေရှိလိမ့်မယ်ဒီ2025မှာမလုပ်ဖြစ်လိုက်တဲ့အရာတွေကို2026မှာအပြည့်အဝဆုံးလုပ်နိုင်ပါစေကျွန်တော်ဆုတောင်းပါတယ်ကျွန်တော်အနေနဲ့ကတော့ဒီ2025မှာဟိုပြည်သက်တွေအတွက်ဟိုလိုပေါ့နော်ရုပ်ရှင်ကားကြီးကိုတကားလောက်လေးယုံတင်ခွင့်မရလိုက်တာလေးတော့ကျွန်တော်ဟိုစိတ်ထဲမှာအဆင်မပြေဘူးပေါ့နော်ဒါပေမဲ့ဟိုကျွန်တော်ရဲ့ဒီမမေချူကားကြီးကဟိုဖေဖော်ဝါရီမှာမှအဲ့လောက်မှယုံတင်ခွင့်ရမယ်ဆိုတော့ဒါအဲ့အချိန်ခါနဲ့ဟို asset လို့ဒါကျွန်တော်ယုံတင်ခွင့်ရလို့ပဲတွေးပါတယ်ဒီ2025မှာတခါတော့ယုံတင်ချင်တာပေါ့နော်ဒါပေမဲ့ယုံတင်ခွင့်မရခဲ့ဘူးဆိုတော့2026မှာယုံတင်ကားတွေအများကြီးဖြစ်အောင်ပြည်သက်တွေနဲ့အလန်းမကွာအောင်ပြည်သက်တွေဟိုမျောနေတဲ့ကားတွေအញ្ញံဆုံးကြီးခွင့်ရအောင်လို့စူးစမ်းမယ်အဲ့လိုဖြစ်ဖို့လဲဆန္ဒရှိရပေါ့နော်ဟုတ်ဒီကိုချိန်လက်ရှိရောက်နေတဲ့နေရာတွေမှာအဲ့ဒါရှိရဟုတ်ကျွန်တော်ကတော့လေဟိုအရင်တော့ကိုလက်ရှိရောက်နေတဲ့အရာတွေပေါ်မှာအားကျဉ်မှုမရှိတဲ့စိတ်တွေများတာပေါ့နော်တခုဆိုစိတ်ထဲမကြတခုဆိုအပြစ်မြင်တယ်ကိုပဲအပြစ်မြင်တယ်တခုဆိုရင်ကိုစိတ်ထဲမကြရတာရှိတာပေါ့ဒါပေမဲ့ဟိုနောက်ပိုင်းကျတော့အဲ့လိုကျွန်တော်ဘာသာရေးလဲပို့လို့ဖြစ်လာတဲ့အနေအထားမှာဟိုနေ့ရက်တိုင်းအောင်ပြောအောင်နေဖြစ်တာပုံများရပေါ့နော်ဟိုလိုမနေ့မိုးလင်းအိပ်ရထားတဲ့ချိန်ကလေးပြီးညဘက်အိပ်တဲ့ချိန်ထိကိုတတိယဖြစ်တဲ့မှုမှာစိတ်လေးကြည်အောင်နဲ့အဲ့လိုပြောအောင်ဖြစ်တဲ့ခါကျတော့ကိုရနေတဲ့အရာလေးတွေကိုတန်ဖိုးထားတယ်ကိုမရသေးတဲ့အရာတွေကိုမရနိုင်တဲ့အရာတွေပေါ်မှာဟိုစိတ်ခံစားချက်တွေကို short ချပြီးတော့ကိုလက်ရှိရနေတဲ့အရာလေးမှာပဲတန်ဖိုးထားပြီးတော့ပျော်ရွှင်အောင်နေတယ်ကိုပတ်ဝန်းကျင်ကိုရဲ့အတိုင်းဝိုင်းကိုနဲ့ပတ်သက်တဲ့လူအားလုံးမှန်တယ်များကိုကိုတွေ့တဲ့လူမှန်တယ်များအားလုံးကိုဘက်ကနေစိတ်ဆန်းသာမှုတွေပျော်ရွှင်မှုတွေစောင့်ရှောက်မှုတွေပေးနိုင်တဲ့သူတယောက်ဖြစ်အောင်ပဲနေထိုင်ဖြစ်တယ်ပို့ပြီးတော့ကောင်းမွန်တဲ့လူတယောက်ဖြစ်အောင်လို့ပဲစူးစမ်းနေဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါခုနပြောသလိုပဲပေါ့နော်ဒီ2025နှစ်ကတော့ကုန်တော့မယ်ပေါ့နော်2026နှစ်ကနှစ်အစားနေစပြီးတော့ဒီ2025မှာမလုပ်ဖြစ်လိုက်တဲ့အရာတွေကိုအားလုံးအကောင့်တွေပေါ်နိုင်ကြပါစေပြီးတော့2026ကအားလုံးရဲ့နှစ်ဖြစ်ပါစေလို့ဒါကျွန်တော်ဟိုစေနာမြတ်တာနဲ့ယင်နေရတဲ့ဆုတောင်းပေးပါတယ်ကျေးဇူးတင်ပါတယ်